မြန်မာမှာလူသားချင်းစာနာမှုအကျပ်တဲပိုပြင်းထန်လာကြောင်းအခါ IRC သတိပေးဧပြီလ28ရက်ငလင်ဘေးသင့်မြန်မာနိုင်ငံမှာနိုင်ငံတော်ဝန်ကတဘာဝဘေးအန္တရာယ်နဲ့ပဋိပက္ခတွေကြောင့်ထိခိုက်ဒဏ်ရာရသူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေပိုမိုပြင်းထန်လာနေကြောင်းအပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးကော်မတီက ICR ကသတိပေးလိုက်ပါတယ်ထိခိုက်ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်တဲ့မန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်ကအချို့ဒေသတွေဟာပျက်စီးဆုံးရှုံးမှုတွေကြားမှာအကျပ်တဲတွေကြုံနေရတယ်လို့ဆိုပါတယ်အခါ ICR မြန်မာရဲ့ဒါရိုက်တာမိုဟမ်ရိုင်ယက်စ်မူဟာမက်ဂရီရဲ့ငလင်ကြောင့်လူသိန်းနဲ့ချီအိုးအိမ်တွေစွန့်ခွာခဲ့ရပြီးအများစုဟာအမိုးအကာဒါမှမဟုတ်လူပြည့်ကျက်နေတဲ့ယာယီတဲတွေမှာနေထိုင်နေကြရကြောင်းတဘာဝဘေးနောက်ပိုင်းအစားအသောက်ဈေးနှုန်းတွေမြင့်တက်လာခြင်းကြောင့်မိသားစုအများပြားအစားအစာလျှော့ပြီးစားသုံးနေရကြောင်းသုံးသက်ချက်အရအရေးပေါ်စားနပ်ရိက္ခာနဲ့ငွေကြေးအကူအညီတွေလိုအပ်နေကြောင်းပြောပါတယ်ရန်ကုန်အခြေစိုက်အခါ ICR အကြီးအကဲဝန်ထမ်းတဦးကလည်းပျက်စီးဆုံးရှုံးမှုအတိုင်းအတာပြင်းထန်လာပြီးအကူအညီလိုအပ်မှုတွေများစွာရှိနေပါတယ်အထူးသဖြင့်မိန်းကလေးများအိုးအိမ်စွန့်ခွာရသူတွေနဲ့ကြားမအခြေပြုအကြမ်းဖက်အန္တရာယ်မြင့်မားနေတဲ့အမျိုးသမီးတွေကိုအထူးစိုးရိမ်ပါတယ်လို့ပြောပါတယ်အသက်ကယ်ရေးအကူအညီများပေးခြင်းအရေးကြီးဝန်ဆောင်မှုများပြန်လည်ထူထောင်ရေးနဲ့အသက်ဆုံးရှုံးမှုတွေကိုတားဆီးနိုင်ရေးအတွက်နိုင်ငံတကာငွေကြေးအထောက်ပံ့တွေပိုမိုလိုအပ်နေတယ်လို့ပြောပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်းအား9.8ရှိငလင်လှုပ်ခတ်ခဲ့ပြီးနောက်တလအတွင်းလူပေါင်း3800ကျော်တည်ဆုံးခဲ့ပြီး RIRC ကငလင်ဘေးသင့်ပြည်သူ133ထံကျန်းမာရေးစောင့်ရှောက်မှုရေးနဲ့တန်ရှင်းရေးအစီအစဉ်တွေကာကွယ်ရေးဝန်ဆောင်မှုနဲ့ငွေသားထောက်ပံ့မှုတွေပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်